ဒီနေ့မှာတော့ salty ဘဲကြည့်တဲ့ gojo skin လေးနဲ့ sauce ပြသွားမှာပဲဖြစ်ပါတယ်ဗျာဘဲရလဲခိုးလာလားခိုးပါဘူးကျွန်တော်တကယ်ချင်းလက်ဆောင်ပေးထားတာဘယ်လိုပေးရလဲဆိုတော့တကယ်ချင်းညီရောကနေပြီးတော့ surprise ဆိုပြီးလက်ဆောင်ပေးတာပေါ့နော် gojo မှုလုံးဝအပြည့်ပါပေးရနော် animation ကြည့်ဘူးတဲ့လူတွေကပို့ပြီးတော့တီးလိုက်မယ် Satoru gojo ဆိုတာဘာကောင်လဲဆိုတာမင်းတို့ပြမယ်ကဲဖြစ်ရနေလန်လန်ပြနေ no line ကချော်ရရဲ့ hot dog ဒီအစိရလဲတော်တော်ရှည်တာဒီအပါတာမတော့အနောက်ကနေအစိနဲ့မမှန်းထုနေရဒီလက်တော့ဖြစ်ပြနေတဲ့အစိမယောဟာဒါတော့နေနေချက်ထွင်ခြင်းမတော်ဘူးနော်ဘာဘီယာရဲ့ရှေမိုးနေရော gojo skin နဲ့မိမိုက်တွတ်ထွက်နေရောဟာချောင်းစားတိုက်တဲ့တူရဲ့ဒီနိုလန်ကတော့အမပျော်တော့တာချောင်းစားပြီးတော့ဟိုဒီလူပြာမတော့တကိုယ်လုံးပြနေအစိတ်ပါပြတယ်ဟဲ့တောက်ဖြစ်ပြနေ flame top လေးပဲစားလိုက်တော့မယ်အခုမှစားတာရှုံးတော့မှာလေပြိတက်ကြီးလို့ရဲ့အားကြောင့်လဲမမေးနေတော့ကိုယ်ဆုံးရှုံးရတာတန်ပါတယ်ဟိုင်ပါစောအောင်ကိုမင်းနဲ့အရှိရနေတော်ချောနေတော့ဆုံးပြီပေါ့အမှန်ကဂွေးတိုးတဲ့တူမတော့ဘသူကတိုက်မှာတော့ကိုချောင်ပလီယာလေးနာမည်ကဗါတဲ့အော်နာလာပရိုတဲ့နာလာပရိုတဲ့တို့ရဲ့နာမည်နဲ့တင်လက်မြောက်ချုံပေးတင်ပါတယ်လို့ရထိန်းစော့မယ်ဆိုနိုင်နိုင်ရရှိရဒါပေမဲ့ဒီကောင်တွေကတော်တော်ပြီးတော့ကေးတွေအလူပေးနေတော့အော်စိတ်မလည်းအနောက်ကနေချောင်းချောင်းထုနေရဟဲ့ကဲနောက်ဆုံးမှတော့ကိုဂျိုလေးရဲ့ဂျိတ်ပိတ်ခံလိုက်ရပါတယ်ဇုံရှုံရင်းတော့ရရှိခဲ့ဒီဒါကိုမှရဲ့တစ်ခုလုံးမထင်ချင်းမှာခုလိုလေတိုးတိုးသားနဲ့စုပ်ပေးကြတဲ့ကိုဂွေးတိုတို့ကွန်ပရိုပလေယာလေးနာလာပရိုတို့ Fusion Pro လေးကိုစောအောင်ကိုမင်းတို့ကျေးဇူးများတမာဒီစူတောင်းလိုက်အောင်မယ်နောက်ဆုံးမဲ့ပွဲတိုင်းဘယ်တော့မှမစုံရပါစေနဲ့ gameplay video လေးအမြဲတဆက်ပါမမို့ကျွန်တော် channel လေးကို follow နဲ့ကူညီပေးလို့ရပါတယ်ဗျာ sensation နဲ့ hero လေးရှင်လည်း comment မှာရေးတော့လို့ရပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျာပကာ